မင်းညဘက်တိတ်ဆိတ်နေတဲ့အချိန်အိမ်ပြင်ဘက်ကနေမိမတယောက်ရဲ့ဝမ်းနည်းစရာအော်ဟစ်တန်ကိုကြားလိုက်ရမယ်ဆိုရင်အဲ့ဒီအတန်ဟာမင်းကိုခြောက်လန့်ဖို့အတွက်လုံးဝမဟုတ်ပါဘူးအဲ့ဒါကတေမင်းလာတော့မယ်ဆိုတာကိုကြိုတင်သတိပေးတဲ့အတန်ဖြစ်နေနိုင်ပါတယ်ဒီနေ့မှာတော့အိုင်ယာလန်ရဲ့ကြောက်စရာအကောင်းဆုံးမဟုတ်သေးဘူးဝမ်းနည်းစရာအကောင်းဆုံးဝိညာဉ်တစ်ပါးဖြစ်တဲ့ဘန်ရှိအကြောင်းစုံကို break down လုပ်ပေးသွားမှာဖြစ်ပါတယ်သူမကဘလို့ပုံတရံရှိတယ်လဲဘလို့လူမျိုးရီစီကိုလာတတ်တယ်လဲသူမရဲ့ story ထဲမှာမထင်မှတ်ထားတဲ့ဝမ်းနည်းစရာနဲ့စိုးရိမ်စရာအကြောင်းအရာတွေအများကြီးပါဝင်တာမို့အချိန်ဆွဲတော့ပဲ break down လေးကိုစားလိုက်ကြရအောင်သူမကိုဘာကြောင့်ဘန်ရှိလို့ခေါ်ကြတာလဲဘန်ရှိဆိုတဲ့နာမည်ကအိုင်ယာလန်ဘာသာဘင်းစီကနေဆင်းသက်လာတာပါဘင်းဆိုတာကမိမဖြစ်ပြီးတော့ရှီဆိုတာကဝိညာဉ်ဒါမှမဟုတ် fairy ဝါနတ်သမီးကပါလို့မှတ်ယူလို့ရပါတယ်ဆိုတော့ fairy woman နတ်သမီးမိန်းမလို့အဓိပ္ပာယ်ရတာပါဒါပေမဲ့သူမကတကယ်ပျော်ရွှင်နေတဲ့နတ်သမီးတော့မဟုတ်ပါဘူးအရေးသားမှတ်တမ်းတွေရဘန်ရှိနဲ့ဆင်တူတဲ့ဒဏ္ဍာရီကိုပထမဆုံးတွေ့ရှိရတာကခရစ်နှစ်1380ဝန်းကျင်မှာဖြစ်ပြီးကက်သရင်းတော်တီယေဘိုင်လို့ခေါ်တဲ့လက်ခေအိုင်ယာလန်စာပေထဲမှာပါနောက်ပိုင်း14ရာစုအတွင်းနော်မန်ခေတ်စာပေတွေမှာပါဘန်ရှိဆန်တဲ့ဝိညာဉ်ဇလန်းတွေထပ်မံတွေ့ရှိရတတ်တယ်18ရာစုအရောက်မှာတော့အိုင်ယာလန်သမိုင်းစာအုပ်တွေထဲမှာပါသူမကိုတင်မင်းသတိပေးသူအဖြစ်ပုံမရှင်းလင်းစွာဖော်ပြလာကြတာကိုတွေ့ရတယ်ဒါပေမဲ့ပညာရှင်တွေရဲ့အမြင်အရဘန်ရှိဒဏ္ဍာရီကအရေးအသားမှတ်တမ်းတွေပေါ်ပေါက်လာတဲ့1380ထက်အများကြီးပူစောတဲ့ကာလမှာရှင်သန်ခဲ့ကြတဲ့71လူမျိုးတွေရဲ့ပါဇက်ပြောဒဏ္ဍာရီနဲ့တည်ဆုံးခြင်းအတွက်ငိုကြွေးခြင်းယဉ်ကျေးမှုကနေစတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်ညအမှောင်ထဲမှာလေညင်းလေးတိုက်ခိုက်လှုပ်ရှားနေတဲ့အချိန်အမျိုးသမီးတူဦးကစပင်းရှိရှိကိုဖိတနေမယ်ဆိုရင်အိုင်ယာလန်ဒဏ္ဍာရီအရအဲ့ဒီအရေးဟာဘန်ရှိဖြစ်နေနိုင်ပါတယ်သူမရဲ့ရုပ်ရည်ဟာဒေတာလိုက်ကွဲပြားမှုတွေရှိပေမဲ့အများဆုံးပေါ်ပြလေရှိတာကတော့သပင်ရှည်ရှည်လေးထဲမှာလွင့်နေပြီးမျက်လုံးတွေနေရဲနေတာပဲဖြစ်ပါတယ်။ဒီအချက်တွေကိုကြည့်ချင်းအပြင်သူမဟာအချိန်ကြာကြီးငိုကြွေးနေခဲ့တဲ့ဆိုတာရှင်းပြနေစရာလိုမှမထင်ဘူး။အများအားဖြင့်အစိမ်းရောင်အဝတ်စားပေါ်မှာမီးခိုးရောင်အင်ကြီးရှည်ကိုဝတ်ထားတတ်ပြီးအရှုပ်ဒဏ္ဍာရီတွေမှာတော့အဖြူရောင်အဝတ်နဲ့အနီရောင်သပင်အသားရည်ဖြူဖြော့ဖြော့ဖြစ်တယ်လို့လည်းဖော်ပြထားတာလည်းရှိတယ်။သူမရဲ့အရွယ်စားကိုကြည့်မယ်ဆိုရင်ပုံမှန်လူတဲ့အလွန်မြင့်မားပြီးတဘာဝမကျတဲ့အရက်အမောင်းရှိတယ်လို့ဆိုကြပေမဲ့အများဆုံးသောပုံမြင်တွေမှာတော့သူမဟာအရက်ပူလေးသားဖြစ်ပြီးအမြင့်အားဖြင့်ပြောမယ်ဆိုရင်တပေကနေ4ပေလောက်ထိပဲရှိတယ်လို့ပြောကြတယ်ဒီလိုအရက်ပူတာကြောင့်ပဲသူမကိုအိုမင်းနေတဲ့မိမကြီးတယောက်လိုမြင်စေတယ်လို့မတူညီတဲ့ရှုထောင့်ကနေကြည့်ရင် fairy တော်ဖြစ်ကြောင်းကိုပုံမထင်ရှားစေဖို့ရည်ရွယ်ထားတာလည်းဖြစ်နိုင်ပါတယ်18ရာစုအတွင်းမှာ Anne Lady Fanshawe ဆိုသူကသူမရဲ့မှတ်တမ်းထဲမှာဘန်ရှိကိုကိုယ်တိုင်မြင်တွေ့ခဲ့တယ်လို့ဖော်ပြထားပါတယ်။သူမရဲ့ပြောပုံအရဘန်ရှိကအဖြူရောင်အဝတ်စားဝတ်ဆင်ထားပြီးသပင်အနီရောင်မျက်နှာအသားအရည်ဟာဆိုရင်လည်းလူတစ်ယောက်နဲ့မတူတော့အောင်အရန်ကိုကြောက်စရာကောင်းတယ်လို့ဆိုပါတယ်။တကယ်ဟုတ်မဟုတ်တွေးဖို့မတွေးဘူးကတော့သူမကိုယ်တိုင်ပဲသိမှာပဲလေ။နောက်ပြီးနာမည်ကျော်စာရေးဆရာမ Lady White ကလည်းသူမရဲ့စာအုပ်တွေထဲမှာဘန်ရှိရဲ့မတူညီတဲ့ပုံစံအမျိုးမျိုးကိုဖော်ပြထားခဲ့တာကိုကြည့်ရမယ်ဆိုရင်ကိုယ်ရွယ်စားတွေကတူညီမနေနိုင်ဘူးဆိုတာသိတာထင်ရှားပါတယ်။တခါတရံမှာဘန်ရှိကအသက်ငယ်ငယ်နဲ့တည်ဆုံသွားတဲ့အပြူပေါ်ဝင်စလှပတဲ့အမျိုးသမီးပုံစံကိုအသွင်ယူပြီးပေါ်လာတတ်ပါသေးတယ်။အဲ့လိုအချိန်တွေမှာဆိုရင်သူမကိုမျက်နှာဖုံးဆွတ်ထားပြီးတစ်ပင်အောက်မှာထိုင်နေတဲ့အရေးတစ်ခုဖြစ်တာမြင်ရမှာပဲဖြစ်ပါတယ်။အထင်ရှားဆုံးအမူကျင့်ကတော့ငိုကြွေးတံပါပဲ။သူမရဲ့အတန်ဟာလူအတန်မဟုတ်တော့တတိစံအတန်လည်းဟုတ်မနေပြန်ပါဘူး။နားလေးကိုထိုးပေါက်ဝင်ရောက်လာတဲ့ one never အလွန်ကောင်းတဲ့ငိုကြွေးတံတစ်ခုဖြစ်ပြီးဖန်ခွက်ကိုတောင်ကွဲသွားစေနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒီလိုကြောချမ်းစရာငိုတံကိုကြားရင်ဘယ်သူကမကြောက်လန့်ပဲနေမှာလဲဟုတ်တယ်မလား။ဒဏ္ဍာရီတွေရမိသားစုအရှို့မှာကိုပိုင်ပန်ရှိတစ်ပါးစီရှိကြတယ်လို့ယုံကြည်ကြပြီးတိတ်ဆုံးမှုဖြစ်မလာခင်အဲ့ဒီမိသားစုကိုသာလာပြီးတော့ငိုကြွေးတတိပေးတတ်တာပါအချင်းချားဆုံး case ဖြစ်ရတဲ့တစ်ခုကတော့ O'Brien မိသားစုဖြစ်ပါတယ်ဒီမိသားစုမှာရှိတဲ့ဘန်ရှိကို Ivel လို့ခေါ်ကြပြီးသူမဟာအခြားသောဘန်ရှိ25ပါးရဲ့အုပ်ချုပ်သူဖြစ်တယ်လို့ဆိုကြပါတယ်နောက်ထပ်နာမည်ကြီး case ဖြစ်ရတဲ့တစ်ခုကြံနေပါသေးတယ်Geraldine လို့ခေါ်တဲ့ Fitzgerald မိသားစုရဲ့အကြောင်းမှာဒီမိသားစုက Norman သွေးဆက်ဖြစ်ပေမဲ့မူရင်းအိုင်ယာလန်တွေထက်ကိုပိုပြီးအိုင်ယာလန်ဆန်လာခဲ့တာကြောင့်ဘန်ရှိရဲ့ငိုကြွေးတံကိုကြားနိုင်ခဲ့ကြတာပါအိုင်ယာလန်ဒဏ္ဍာရီကဘန်ရှိကလူတိုင်းကိုလိုက်နေတဲ့ယူးကြောင်ကြောင်နိုင်တဲ့ဝိညာဉ်တစ်ပါးမဟုတ်ပါဘူးရှေးအောင်မလေးရှန်သွေးမျိုးရိုးကိုသာလိုက်လံတတိပေးတတ်ပြီးနောက်ပိုင်းနှစ်တွေမှာဝင်ရောက်လာတဲ့ဆက်စွန် Norman သွေးဆက်တွေကိုတော့မလိုက်ဘူးလို့ဆိုကြပါတယ် Fitzgerald မိသားစုကတော့ရှင်းချက်ပေါ့ဘန်ရှိနဲ့ဆက်နွယ်တယ်လို့ယူဆကြတဲ့မိသားစုတွေကတော့ Insular Celtic ဒေသမှာနေထိုင်ခဲ့ကြတဲ့ Guadeloupe တွေပဲဖြစ်ပါတယ်။သူတို့ရဲ့နာမည်အစမှာဆိုရင် O, Mac, MC ဆိုတဲ့စာပြုစကားလုံးတွေနဲ့ပါ။နောက်ထပ်အံ့အားသင့်စရာကောင်းတာက Banwat Banshee ဆိုတဲ့ပုံမြင်ပါ။ Anglo-Saxon မူရင်းအမည်ရှိပြီးတော့ဂီတပညာကိုအလွန်အားပေးထောက်ပံ့သူတစ်ယောက်ပါ။ဒီလူကိုတော့ Red Charles Banwat လို့လူအများစုကသိကြတာပါ။သူမသေးဆုံးခင်မှာ Banshee ကကြိုတင်သတိပေးခဲ့တယ်လို့ဆိုပါတယ်။ဒီအချက်ကြောင့်ဘန်ရှိကဂီတကိုလည်းနှစ်သက်ပုံရပါတယ်
တင်းရောဂီတနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့သူတယောက်လားတင်းစီကိုရောသူမလာမယ်လို့ထင်လားမလာစေခြင်း like and subscribe လုပ်သွားပေးခဲ့ကြပါဦးဒါဆိုရင်စိတ်ပူဖို့လိုတော့မယ်မထင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘန်ရှီကလူကိုတတ်တဲ့ဝိညာဉ်မဟုတ်ပါဘူးသူမဟာတေမင်းမလာခင်လူသားတွေကိုနောက်ဆုံးတတိပေးတဲ့အရေးတစ်ခုသာဖြစ်ပါတယ်သူမမှာအမုန်းမရှိပါဘူးဒေါသမရှိပါဘူးရှိတာကအဆုံးမရှိတဲ့ဝမ်းနည်းမှုတစ်ခုပါပဲဒါပေမဲ့တတိပေးတဲ့ကိုကြားလိုက်ရတဲ့အခါမင်းရဲ့နောက်ဆုံးအချိန်ကိုရောက်နေပြီလားအိုင်ယန်လန်နဲ့စကော့တလန်ဒနာရီထဲမှာတော့ဘန်ရှီကယနေ့ထိတိုင်တေမင်းရဲ့ရှက်ပြအေးရောင်အဖြစ်ရှင်သန်နေသေးပါပဲသူမကိုမမြင်ရပေမဲ့အတန်ကတော့တိတ်ဆိတ်မှုထဲမှာမပြောက်သေးပါဘူးကျွန်တော်ကတော့ခြေပြီပါနောက်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြတာပေါ့